သာသနာတော်နှစ်2565နှစ်ကောဇာတက္ကရာ1383ခုနှစ်တပေါင်းလဆန်း6ရက်2022ခုနှစ်မလ9ရက်တနင်္လာနေ့၌အွန်လိုင်းမှာဟောကြားအပ်သောဘုရင်မလုံးချင်သူတေမယကုမာရအကြောင်းအပိုင်း5တရားဒေသနာတော်ဆောက်ပါတဲ့ဟင်းရွက်ကိုစားသုံးနေလို့အာဟာရဓာတ်မရဘူးလို့ဆိုရပေမဲ့လို့သူတဲ့အရေးကြီးတဲ့စိတ်သောကမရောက်ချမ်းသာသာတယောက်တည်းအေးချမ်းစွာနေထိုင်ခြင်းကြောင့်အသားရည်စုပြေကောင်းမွန်တဲ့အကြောင်းတေမယကုမာရရသိလေးကခမည်းတော်မင်းတရားကြီးအားရှင်းလင်းပြောကြားတာဖြစ်တယ်ပေါ့အဲ့ဒီနောက်မှာတော့ကာတိမင်းကြီးဟာတကူရဲအကျံနဲ့လင်္ကာမင်းသားပစ္စည်းတွေပါအကုန်လုံးသယ်ဆောင်လာပြီးတော့တေမယကုမာရကိုတောထဲမှာပဲဖိတ်သိပ်သွန်းပြီးမင်းမြောက်ပြီးနေပြီးတိုင်းတော်ပြည်တော့ပြန်ခေါ်ဖို့ကြိုးစားလာခဲ့ပါတယ်အဲဒီမှာတေမယကုမာရရဲ့စိတ်ဆန္ဒလောကတိပိသားဖြစ်တော့လဲထပ်ပြီးတော့နာချဖြောင်းပြပေးပြန်အထာနိကံရထာနိကံအတိပတ္တိသဝံမိနောဒီဝေဒနာနိရမဏိအဟံဗုဒ္ဓဒရာမိတိအသာတော်စင်တတ်တွေယထာတတ်တွေမြင်တတ်တွေခြေဝတ္တသာစင်ထားတဲ့ခြေလင်းစစ်တတ်တွေလှပဆန်းကျဲတဲ့နန်းတော်တွေအဆောက်အဦကြီးတွေကိုအကုန်လုံးအပိုင်ပေးမယ်ဣဋ္ဌာကာရမိတေတံမိသဗ္ဗလင်္ကာရဘူတိတာအဝတ္တန်စာပြည့်စုံနဲ့ဆင်ထားတဲ့မောင်မမိတ်တာအချမ်းရံတွေကိုလည်းငါပေးမယ်တာဗုဒ္ဓပฏิပစ္စတုတောနောရသဘဝေတတိငါသားအလုံးကိုတိုင်းတော်ပြည်တော့ပြန်ပြီးတော့စီမံခန့်ခွဲပြီးမင်းလုပ်ပါအလို့သွေးဆောင်ဖြာရောက်နေဒါရမကဘူးစိတ်ပါလာမလားထင်ပြီးတော့ကုသလနစ္စကိတတသိခိတာသာရုဒိဋ္ဌိယောကာမေတံရမေယိတန္တိကိဉ္အရိညေကရိတတိအဆိုကအမတန်ကျွမ်းကျင်ကြတဲ့ကကြည်တဲ့မလေးတွေငါသားကိုလမ်းတော့ရောက်တဲ့အခါဖြေပြောကြလိမ့်မယ်တောထဲမှာပြေးစရာကြီးဘာလို့မှလဲတိုင်းတော်ပြည်တော်ကိုပြန်ကြရအောင်ပါဒါရမကဟုပတိရာစုဟိတေကိညာအာနိယတံအလင်္ကတာတိုင်းကြပြည်ချာမိတ်ဆွေဖြစ်တဲ့မင်းတွေကလည်းပဲသူတို့သမီးကညာတွေကိုအစတသာဆင်ပြီးတော့ငါသားစီလက်ဆောင်ပဏ္ဏဆက်ကြလိုက်မယ်သာသူပုဒ္ဓိစနစ်တော်နာအထပစ္စာပပိစိတ်တိဘယ်ရင်လို့တယ်ဆိုတာအိမ်တော်ဘက်တည်းအများကြီးပြက်မင်းတွေကတိုင်းကြပြည်ကြမင်းတွေကလာရောက်ပြီးတော့မိဖြစ်ဆွေဖြစ်ဆက်တကြတဲ့အခါမှာသမီးကညာဆက်တတဲ့အခါမှာသာသမီတွေများစွာမွေးဖွားပြီးတော့မှအသက်ကြီးတော့ရှစ်သေးဝဋ္ဌပေါ့ခုကငဲနေသေးတာပဲရှုဝါစတေရောသာတိပထမုပ္ပတ္တိကောတုငါသားဟာခုမှပထမအရွယ်ပဲရှိသေးတယ် Sāvā ငါသားဟာခုမှပထမအရွယ်ပဲရှိသေးတယ် Sāvā ငါသားဟာခုမှပထမအရွယ်ပဲရှိသေးတယ် 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 ငါသားဟာခုမှပထမအရွယ်ပဲရှိသေး
နုပြိုတဲ့ငယ်ရွယ်တဲ့အချိန်မှရှိပါသေးတယ်ဒါကြောင့်ရိဇံကာရိဟိပဋ္ဌံတိငါသားကြီးဘယင်အရင်လောက်ပါအောင်ကိန်းရိညိကရိတတိတော်ထဲမှာဘာအကျိုးရှိမှာတော့လို့ဘုရင်ကြီးကတေမိယကုမာရယသိလေးကိုမင်းလုပ်ဖို့ရဖြားရောက်သွေးဆောင်ပြီးတော့နားချတယ်အဲ့လိုနားချတဲ့အခါကျတော့တေမိယကုမာရယသိလေးကဖခမည်းတော်ကြီးကိုပြန်ပြီးတော့တရားဟောတယ်ယူဝစရိဗျမစရိယံဗျမစာရိယူဝတိရတယ်ဟိုခမည်းတော်မင်းကြီးဉာဏ်တော်အကျင့်ကျင့်တယ်ယသိသူတော်စင်ဘဝမှာနေပြီးတော့ဉာဏ်တော်အကျင့်ကိုကျင့်တယ်ဆိုတာနုပြုငယ်ရွယ်တဲ့အချိန်မှာကျင့်ရတယ်ဉာဏ်တော်အကျင့်ကိုကျင့်တဲ့ပုဂ္ဂိုလ်ဟာလည်းပဲငယ်ရွယ်သူပဲဖြစ်တဲ့နေပေါ့အသက်ကြီးမှဆိုလို့ရှိရင်ကိုယ်ခြေကိုယ်လက်ကိုယ်စကားနားထောင်မှာမဟုတ်ဘူးဒါကြောင့်မို့သူတော်စင်ဘဝကူးပြောင်းမဲ့ဆိုရင်ငယ်ရွယ်စဉ်ကပဲကူးပြောင်းနေတယ်ရတော့ကျင့်တဲ့ပုဂ္ဂိုလ်တိုင်းဟာလည်းငယ်ရွယ်သူပဲဖြစ်တဲ့နေပေါ့တေရတ္တဟိပပ္ပစ္စာဣတံဣတိဟိဝဏိတံငယ်ငယ်ရွယ်ရွယ်နဲ့ယသိယဟန်ပြုတာကိုပဲတကယ်ပညာရှိသူတော်ကောင်းတွေကချီးမွမ်းတာပါတဲ့။အိုမင်းမစွမ်းဖြစ်မှယသိယဟန်ပြုတာဟာကိုယ်ချေကိုယ်လက်တောင်မသိနိုင်တော့အသုံးမဝင်ပါဘူး။ရှုဝစရိဗျမစရိယံဗျမစာရိယူဝတိယဒီစကားကိုနှစ်ခါထပ်ပြီးတော့တေမိယကုမာရယသိလေးကပြောငယ်ရွယ်သူဟာမြတ်သောအကျင့်ကိုကျင့်ရမှာဖြစ်တယ်။မြတ်သောအကျင့်ကိုကျင့်တဲ့သူကလည်းပဲငယ်ရွယ်သူပဲဖြစ်ရမယ်။ဓမ္မစရိယံစရိတ္တမိနာဟံရိစေနမတ္ထိကောဒါကြောင့်မို့သားတော်ဟာငယ်ရွယ်တော့ပဲမြတ်သောအကျင့်ကိုကျင့်ပါတော့မယ်ကျင့်ပါရစေပါ။မင်းအဖြစ်ဖြင့်လုံးဝအလုပ်မရှိပါဘူး။မင်းမလုပ်ချင်ပါဘူးလို့တိုက်ရိုက်ညင်းဆိုပြီးတဲ့အခါမှာပတ္တမိဝောဟံတေရံအမတ္တတဝဋ္ဌတရကိစ္ဆလတ္တပိယံဗုဒ္ဓံအပတ္တဝါစရမတံငယ်ရွယ်တဲ့အချိန်မှာပဲမြတ်သောအကျင့်ကျင့်သင်ပုံနဲ့ပတ်သက်ပြီးတော့တေမိယကုမာရကဘုရင်ကြီးသဘောပေါက်အောင်ပြောပြတယ်သူဟာတဲ့သားငယ်လေးတွေမေဖေခေါ်တဲ့အခါကလေးလေးပင်ပန်းပန်းအရွယ်လေးရောက်လာအောင်မွေးကျွေးမွေးထားတဲ့ကလေးတွေဟာအသက်အရွယ်ကြီးသည့်ထိအောင်မနေရဘဲနဲ့သိဆုံးသွားတာတွေကိုတွေ့ဘူးတယ်သူငယ်လေးတွေဟာမအိုခင်ကသိကုန်ကြတယ်ကလေးရွယ်နုနယ်တဲ့အချိန်မှာပဲအသက်ဆုံးရှုံးသွားတာတွေကိုသူတွေ့ရတယ်ထို့တူပဲပတ္တမိဝောဟတေရိန်ကုမာရိန်စာရုတ္တနာနဝဝန္တကလိရံဝပလုခစီဝိတက်ခေယမိန်းကလေးတွေဆိုလို့ရှိရင်လှလှပပနုပြိုတဲ့ကြေရွယ်တဲ့အရွယ်လေးတွေကိုသူတို့ဘဝဟာမတမမြစ်စုကလေးလိုနုနယ်နေတဲ့အချိန်လေးမှာပဲသေမင်းရဲ့ဝါမျိုးခြင်းကိုခံသွားရတာတွေရှိပါတယ်ငယ်ရွယ်ချိန်မှာသေကြတာတွေရှိတယ်တေရာပိမိယတိနရာသအထနာရိယောတထကောဝိတသေပောသောဒေဟရောပိတိစီဝိတေလောကမှာငယ်တဲ့လူတွေသေတာပဲငယ်တဲ့အမျိုးသားပဲဖြစ်ဖြစ်မျိုးသမီးပဲဖြစ်ဖြစ်ငယ်ရွယ်သူတွေကသေကြတာပဲတဲ့ဒါကြောင့်မို့လို့ငါငယ်သေးတယ်ဆိုပြီးတော့အသက်ဇီဝိတပေါ်မှာ
အထင်မရောက်ဖို့အသက်ဇီဝိတအပေါ်မှာအထင်မသေးဖို့အရေးကြီးပါတယ်အသက်ဇီဝိတဆိုတာအချိန်ပြည့်သိနိုင်တယ်ငါငယ်သေးတယ်ဆိုပြီးတော့သူ့ကိုအမှတ်တမဲ့မနေသင့်ဘူးငယ်တဲ့အချိန်မှလည်းပဲသိနိုင်တယ်ယတ္တရတ္တယဝိဝတ္တာတိအာယုအပ္ပတ္တရတိယမိခင်ရဲ့ဝမ်းထဲမှာတရေတည်တဲ့အချိန်ကနေစပြီးတော့တနေ့ပြီးတနေ့အသက်ဆိုတာတိုးလာတာလားရှိတယ်ရှည်သွားတာမရှိပါဘူးတရေရက်ကစတွက်လိုက်လို့ရှင်ဟုတ်တာပဲလူတွေဟာမိခင်ဝမ်းထဲကတရေတည်တဲ့အချိန်ကနေစပြီးတော့အဆုတ်သာရှိတယ်အတိုးမှမရှိတာနော်အသက်အတိုးလာတာပဲရှိတယ်လေပို့ပြီးတော့ရှည်သွားတာမရှိဘူးတဲ့အဘောရကံဝမစ္ဆာနံကိဏုကောမာရကံတဟိရှည်တဲ့ကရှည်လဲငါးတွေလိုပဲရှည်ဟာတဖြည်းဖြည်းခန်းသွားတဲ့အခါမှာရှည်ကုန်သွားတဲ့အခါမှာငါးတွေဟာဒုက္ခရောက်ကြသလိုငယ်သေးတယ်ဆိုပြီးတော့ကိုယ့်ကိုယ်အထင်ရောက်နေလို့အကျိုးမရှိဘူးအချိန်မီသိနိုင်ပါတယ်လို့တေမယကုမာရယသိလေးကတရားဟောတယ်ပြီးတဲ့အခါမှာဘာပြောတော့ဆိုနေသမဘဟတောလောကောနေစင်စပရိဝါရိတောအမောဂတုဝဇန္တိတုကိမ္မံရိစေပိသိစတိခမည်းတော်မင်းကြီးကိုမေးခွန်းထုတ်လိုက်တယ်လောကကြီးဟာအမြဲမပြတ်လွှမ်းမိုးထားတာခံရရတယ်အမြဲမပြတ်ဝန်းရံထားတာကိုခံရရတယ်အကျိုးမဲ့ကုံဆုံးနေကြတယ်နော်အနှစ်သာရမရှိဘဲနဲ့အလုံးဟာကုံဆုံးနေကြတယ်အလဟတကုံဆုံးနေကြတယ်ဒီလိုအခြေအနေမျိုးမှာသားတော်ကိုဘာကြောင့်မင်းမြောက်ချင်ရတာလဲဒီလိုပြောလိုက်တဲ့အခါကျတော့ကာတိမင်းကြီးကနားမလဲတော့ငါသားခေနမဘတော်လောကောလောကကြီးကိုလွှမ်းခြုံထားတယ်ဆိုတာဘယ်သူကလွှမ်းခြုံထားတာလဲဘယ်သူကလွှမ်းအုပ်ထားတာလဲကေနသပရိဝါရိတောဘယ်ရာတွေကဝန်းရံထားတာလဲကာယောအမောဂကိစ္ဆန္တိအချင်းဒီရွှေတရားကုံဆုံးနေတာတွေကဘာတွေတုန်းတမေအခါဤပု္ပ္စိတောပြောစမ်းမှာသူဆိုလိုက်တဲ့ပဟေတိစကားလို့ခါပြောနားမလဲတော့ဘုရင်ကြီးကမေးတယ်တေမယကုမာရဖြေလိုက်တယ်မစ္ဆုနာဘတ်တော်လောကောလောကကြီးကိုလွှမ်းမိုးထားတာကတော့တခြားမဟုတ်ပါဘူးတဲ့သိခြင်းတရားပဲသိခြင်းတရားဟာလောကကြီးကိုလွှမ်းမိုးချုပ်ချယ်ထားတယ်စရာယပရိဝါရိတောအိုခြင်းတရားကဝန်းရံနေပါတယ်ရတ္တယောအမောဂကိစ္ဆန္တိနေ့တွေညတွေဟာအလဟတကုံဆုံးနေကြပါတယ်ဟုတ်တယ်လေတနေ့ပြီးတနေ့သူတို့ကုံတာဘာမှမလုပ်လဲကုံတယ်လုပ်လဲကုံတယ်ချိန်ဆိုတာကုံသွားတာပဲတနေ့တနေ့အချိန်တွေကကုံနေတာပဲလို့ဆိုလို့ဧဝံသန္နာဟိခတ္တိယဒီတော်ကိုစဉ်းစားပြီးတော့နားလဲပါလို့တေမယကုမာရဖြေပေးပြီးတော့လောကသဘာဝနဲ့လူတွေရဲ့အသက်တဖြည်းဖြည်းတနေ့ပြီးတနေ့တိုးနေတဲ့အကြောင်းကိုရှင်းပြတယ်ယထာပိတန္တေဝိတတိယံယတိဥပဝိယတိအပကံဟောတိဝေတဗံဧဝံမစ္ဆာနဇေဝိတံရကံရက်တဲ့အခါမှာအတိုင်းချီအဖောက်ချီဆိုတာရှိတယ်ရကံတစ်ချိန်ခတ်လိုက်တာနဲ့ဒီအတိုင်းချီအရှိဟာတိုးသွားတယ်ရကံတစ်ခါခတ်လိုက်တိုးသွားလိုက်တစ်ခါခတ်လိုက်တိုးသွားလိုက်နောက်ဆုံးကျတော့ပြီးသွားတာပဲလေရှေ့ကိုတစ်ခါခတ်တိုင်းဒီက
အတိုင်ချီကတိုးသွားတာအရာလိုက်ထားတဲ့အတိုင်ချီအဲ့တော့ရေကန်းကတ္တာကိုသွားကြည့်မယ်ဆိုရင်တဖြည်းဖြည်းအဲ့ဒီချီကတိုးသွားတာပဲရှိတယ်အဲ့ဒါကြောင့်မို့လို့ယထာပိတန္တေဝိတတိယံယတိပယံယတိဥပဝိယတိရက်လိုက်တိုင်းရက်လိုက်တိုင်းရကန်းခတ်တဲ့အခါမှာတိုင်းချီရတိုးသွားတယ်အပကံဟောတိဝိတ္တဗံရက်ဖို့ရနဲနေသွားတယ်ပေါ့နော်အချက်ပေါင်းဘလောက်ခတ်ပြီးသွားလို့ရှိရင်အထက်တစ်ခုကပြတ်သွားတာ哦အဲ့ဒါကြောင့်မို့အတိုင်းအတာတစ်ခုကြောင့်ဒီကထာလေးကိုမန္လိဆရာတော်ကြီးကကြပြစီပြီးတော့မဂ္ဂဒေဝလင်္ကာထဲမှာရေးထားတာရှိတယ်လေရက်ကန်းချီမျိုးတိုး၍ရှေ့ကိုရက်တိုင်းတိုသို့ဆိုတာတရားဒီဟာကိုရေးထားတာပဲနော်ရက်ကန်းချီမျိုးတိုး၍ရှေ့ကိုရက်တိုင်းတိုသို့ရက်ကန်းရက်လိုက်တိုင်းဟာတိုင်းချီကတိုသွားတာပဲအထက်တစ်ခုပြီးဖို့ရတစ်ချက်ခတ်လိုက်တစ်ချက်တိုသွားလိုက်တစ်ချက်ခတ်လိုက်တစ်ချက်တိုသွားလိုက်အဲ့ဒါလိုပဲလူဘဝဟာစလာတဲ့ဟာကစားပြီးတော့တဖြည်းဖြည်းကုံဆုံးတဲ့ဘက်ကိုနီးလာတာအဲ့ဒါကိုဘယ်သူရေးထားတယ်တော့မသိပါဘူးနော်ဒီလိုတန်ဝေကလင်္ကာမျိုးပေါ့ရေးသူတော့မသိဘူးတဏီကွယ်သေနေသို့တခါကူမသေးဘူးမထင်လိုက်ပါနဲ့နေကွယ်တာအကျိန်များလင်လားသေနေရောတခါသွားရလိမ့်မယ်တားမရဘူးဆိုတာဟုတ်တယ်တော်မမှာနေဝိနာတို့နေထွက်တယ်မလေးလူတွေကတော့ sunset beauty ဆိုသွားကြည့်နေလိုက်သေးတာဒီတစ်ခါဝင်တော့တာကိုယ်အသက်တူတော့တာကိုသတိမထားဘူးနေလှတယ်ဆိုပြီးသွားကြည့်နေတကယ်ကတော့တန်ဝေရယူမယ်ဆိုရင်တော့ဆန်းဘယ်နှခါဆက်လိုက်တာတော့နော် sunset beauty ကိုဘယ်နှခါကြည့်ရမှာတော့ကြည့်လိုက်လို့ရှိရင်တနေ့ဆိုအသက်ကတိုးသွားတဲ့သဘောပဲနော်ဒီနေ့နေဝင်နာကြည့်လိုက်နေ့ပြင်ကနေဝင်နာကြည့်လိုက်ခဏတဲ့နေ့ပြင်ကတိုးသွားပြီနေ့ပြင်ကတဲ့တစ်ဘက်ခါတိုးသွားပြီအဲ့ဒီတန်ဝေကနဲ့ပဲကြည့်တယ်နဲ့အဲ့ဒါလို့မဟုတ်ဘဲနဲ့ sunset beauty လှလိုက်တာဆိုပြီးတော့သွားကြည့်မနေနော်လေဝိနာအဲ့ဒါကိုသရုပ်ဖော်ထားတဲ့ခပြလေးပဲဘသူရေးတယ်တော့မသိဘူးတနေ့ကွယ်သေးနေသို့တခါကူမသေးဘူးမထင်လိုက်ပါနဲ့နေကွယ်တာအကျိန်များလင်လားသေနေရောတခါသွားရလိမ့်မယ်တားမရဘူးဆိုတာဒါလူဘောသရုပ်ဖော်တာအခုလည်းဒီကရက်ကန်းနဲ့သရုပ်ဖော်တာရက်ကန်းချီမျိုးတိုး၍ရှေ့ကိုရက်တိုင်းတိုသို့ယထာဝိတန္တေဝိတတိယံယတိဥပဝိယတိအပကံဟောတိဝိတ္တပံနောက်ထပ်ရက်ဖို့ကတိုးသွားတယ်တစ်ချက်ခတ်လိုက်ရင်နောက်ထပ်တိုးသွားပြန်ပြီတစ်ချက်ခတ်လိုက်ရင်နောက်ထပ်တိုးသွားပြန်ပြီဥပမာအချက်1000ခတ်ရမယ်ဆိုရင်တစ်ချက်ခတ်ပြီးရင်1000ရော့သွားပြီလေ1000က1000မပြည့်တော့အချက်တရားခတ်မယ်ဆိုလို့ရှိရင်69ချက်ပဲကျန်တော့တယ်နောက်တစ်ခါထပ်ခတ်လိုက်လို့ရှိရင်68ချက်ပဲကျန်တယ်ဒီလိုသဘောပြောတာနော်ရက်ခန်းချီမျိုးတိုး၍ရှေ့ကိုရက်တိုင်းလူဘဝအတိုက်မှာပဲတဲ့တဖြည်းတိုးလာပြီလို့ယထာဝါရိဝဟောပူရောခိသံနုပနိဝတ္တတိနုပတိဝတ္တတိဧဝမာယုမနုဿာနံခိသံနုပတိဝတ္တတိမြည်ရည်တွေဟာဘလောက်ပဲပြည့်ရှံပြီးတော့စီးသွားမြည်ရည်တွေဟာစီးဆင်းနေတာဘယ်တော့မှနောက်ပြန်စီးတယ်လို့မရှိဘူးရှေ့ပဲစီးနေတာပင်လယ်ဘက်ကိုစီးသွားတာနေရန်ကိုမျက်စီးသွားတယ်ဒါကြောင့်မို့လို့လူတွေရဲ့အသက်ဟာလည်းပဲအဲ့တိုင်းပဲတဲ့သိချင်းဘက်ကိုစီးသွားနေတာလို့ဒီတော်ဝတရားတွေဟာရှိနေတော့လည်းပဲမြင်ခဲ့တယ်ပေါ့နော်ဒါကိုပြပြီးတော့တေမယကုမာရတရားဟောလိုက်တဲ့အခါနာရင်နဲ့ကတိမင်းကြီးကလည်းခေါင်းထဲမှာတရားရောက်သွားတဲ့အခါကျတော့ငါလည်းအိမ်နေပြီးတော့မင်းလုံးနေလို့ဘာအကျိုးရှိမှလဲနော်ဆိုပြီးတော့လောကကြီးဘဝကိုညှိဝှေ့လာဒါကိုနားတော့ရင်ဘဝကိုညှိဝှေ့လာသိရမယ်ဆိုတာသိလာတဲ့အခါကျတော့ညှိဝှေ့လာပြီးတော့ယသိဝတ်ချင်လာတယ်ပေါ့နော်အားကြလာပြီ
နာဟန္တာဝပုဏ္ဏလက္ကရံကမိတ္တာပိဣတိဝပပိစိတ်တာပိခမည်းတော်လည်းနန်းတော်ကိုမပြန်တော့ပါဘူးဒီမှာပဲယသိဝတ်ပါတော့မယ်အကယ်၍ငါသားဒီနန်းတော်ကိုပြန်မယ်ဆိုရင်လည်းပဲထိပြုပေးပါမယ်လို့နောက်ဆုံးကြိုးစားတဲ့အနေနဲ့တရားနာပြီးတဲ့နောက်တော့ထပ်ပြီးတော့ဖြားယောင်းသွေးဆောင်ပြန်တဲ့ဘုရင်ကြီးကခုနတိုင်းမှာပဲစစ်တပ်အချမ်းရံနေတို့လှပတဲ့နန်းဆောင်နေတို့ဒီမောင်မမိတ်တန်အချမ်းရံနေတို့အဆိုကကျွမ်းကျင်ကြတဲ့ကာရှိတဲ့မတွေတို့အဲ့ဒါတွေနဲ့ဖြောပြပေးမယ်တော်ထဲမှာမလုပ်เสียရလဲမင်းဆိုရာဇာတွေကပြိဖက်မင်းတွေကနေပြီးတော့သမီးကညာတွေဆက်သားလာလိမ့်မယ်အဲ့ဒီသမီးကညာတွေနဲ့ပေါင်းဖက်ပြီးတော့သာသမီတွေထွန်းကားတဲ့အခါမှာအခုလိုယသိဝတ္ထပေါ့ခုချိန်ကအလွန်ပဲငယ်နေသေးတယ်အရင်မင်းပြုလိုက်ပါအောင်ဘာဖြစ်လို့တော်ထဲမှာနေကြတာတော့ဆိုပြီးတော့ထပ်ပြီးတော့ပြောလိုက်တဲ့စကားထဲမှာကုဋ္ဌကာရင်စကောသင်္စဝဟနာနိပလာနိစနိဝေဒနာနိရမဏိအဟံဗုဒ္ဓတရမိတိသားတော်အတွက်အလုံးပေးမယ်နော်စဘာကြည်ကြတွေပေးမယ်ရွှေတိုင်းငွေတိုင်းတွေပေးမယ်စီစရာဆင်းမြင်းရင်ရထားတွေစစ်တီဘိုးဘာတွေလှပတဲ့နန်းဆောင်တွေအကုန်လုံးစီမံပေးမယ်ခောမန္တလပရိပြုလောဓာတိတံကပုရခတောရေဇံကာရိဟိပတန္တိကိဉ္ရိညေကရိတတိခောမန္တလပရိပြုဟောဓာတိတံကပုရခတောမင်းဆိုရာဇာတွေဟာဒီလှပတဲ့ရာဇကင်ညာတွေရဲ့အလဲကောင်းမှာသူတို့ဟာပြင်းစရာမရှိအောင်နော်ဒီမှာခောမန္တလပရိပြုလောလို့သုံးထားတာလှပတဲ့ရာဇကင်ညာတွေရဲ့ဝန်းရံပြီးတော့ဝန်တန်းတွေပြုစုယူရမယ့်ပုဂ္ဂိုလ်တွေခြံရံနေပြီးတော့မင်းစည်းစိမ်ကိုခံစားပါတော်ထဲမှာမလုပ်မလဲဒါနောက်ဆုံးအနေနဲ့ဒီလိုထပ်ပြီးတော့ပြောပြန်တယ်ပြောတဲ့အခါကျတော့ဘုရားလောင်းကမင်းစည်းစိမ်ကိုသူ့တေမိယကုမာရကမင်းစည်းစိမ်ကိုသူမလိုချင်တဲ့အကြောင်းထပ်ပြီးတော့ဘုရင်ကြီးကိုရှင်းပြတယ်ကိဋ္တနေနယံခိယေထကိမ္ပရိယာယပရိသတိသူပြောတဲ့စကားလေးကအမတမရှင်းတယ်ပစ္စည်းဥစ္စာဆိုတာကုန်တာပဲလေဒီနေ့အဲ့ဒီကုန်ခန်းသွားမဲ့ပစ္စည်းဥစ္စာဘာလို့ဖို့လဲမကုန်တာဆိုရင်ယူကောင်းယူမဲ့ပေါ့ပိုက်ဆံဆိုတာသုံးရင်ကုန်တာပဲအဲ့သုံးလို့ကုန်မဲ့ပိုက်ဆံမလိုချင်ဘူးတဲ့သုံးလို့မကုန်ရင်တော့လေကောင်းတယ်ပေါ့သူပြောလိုက်ပုံကယံကိဋ္တနေနယံခိယေထတဲ့ကုန်သွားမဲ့ငွေကြေးပစ္စည်းဥစ္စာတွေဘာလို့ဖို့လဲတဲ့ကိမ္ပရိယာယပရိသတိအိမ်တော်ဘက်ဆိုတာလဲသိမှာပဲတဲ့သိမဲ့အိမ်တော်ဘက်ကိုဘာလို့အိမ်တော်ပြုတော့မှာတော့သိမဲ့ဟာဘာလို့အိမ်တော်ပြုမှာတော့သူစဉ်းစားပုံလေးရှင်းရှင်းလေးရနော်သိမဲ့အိမ်တော်ဘက်ကိုအိမ်တော်မပြုချင်ဘူးတဲ့မသိမဲ့ဟာရှိမှမရှိတာနော်ကိမ္ပရိယာယကရိတတိပရိသတိသိမဲ့အိမ်တော်ဘက်ဘာအကျိုးရှိမှာလဲကိယုပနိနစိနေနအိုရမဲ့နုပြုတ်မှုဘာသုံးဝင်မှာလဲအခုနုပြုတ်နေတာအလကားပဲတော့ကြအိုးမှာပဲဆိုလိုတာနော်အာဒီပစ္စည်းတွေအလကားပဲခဏနေကုန်မှာပဲဒီအိမ်တော်ဘက်ကလည်းမကြခင်သိမှာပဲနော်အခုလိုနုပြုတ်ပြီးတော့ရွယ်ရွယ်တဲ့လှပနုပြုတ်နေတယ်ဆိုတာလည်းမကြခင်အိုးမှာပဲရံစရာယပိဝုတ္တိအိုမင်းချင်းကနှိစ္စခံရမယ်နုပြုတ်မှုဆိုတာအလကားပဲဘာလို့နုပြုတ်တာမှန်သမျှအိုခြင်းမှာပဲအဆုံးသတ်တာကိုအလုံးဟာသူကယောဂကင်းခြင်းကလည်းပဲကျမ်းမာခြင်းကလည်းပဲယောဂဖြစ်ခြင်းမှာဆုံးသတ်တယ်နုပြုတ်ခြင်းကလည်းအိုမင်းချင်းမှာပဲဆုံးသတ်တယ်
အသက်ရှင်ခြင်းကလည်းသိဆုံးခြင်းမှာပဲအဆုံးသတ်တယ်အဆုံးသတ်တဲ့ဘယ်ဟာမှမကောင်းအဲ့ဒါကြောင့်မို့လို့မကောင်းတဲ့အစီကိုသွားမဲ့လူပြိုမှုတွေကြမ်းမာမှုတွေနော်အသက်ဇီဝိတတွေတန်ဖိုးမရှိပါဘူးတဲ့တထကာနန္ဒီကာခိတ္တကာရတိကာတနိသနာကိမေပုတ္တိဟိဒါရဟိရာဇပုတ္တောသမိပန္နနာအဲ့ဒါလို့ဖြစ်မဲ့အရာတွေမှာကာနန္ဒီဘာများနှစ်သက်စရာရှိလို့လဲကာခိတ္တဘာများပျော်စရာရှိလို့လဲကာရတိဘယ်အချက်ကနှစ်ချိုက်စရာရှိလို့လဲကာတနိသနာဘာလို့ဖို့ပတ်စံနေရှားနေမှာလဲတနေ့ကျတော့ထားကြရမှာပဲလေကောဘာဖြစ်လို့ပတ်စံနေရှားနေမလဲပင်မခံပြီးတော့ရှားမနေဒါတွေကတနေ့ကျထားကြရကိမ့်မေပုတ္တိဟိဒါရိဟိတနေ့သိမဲ့သားတွေသမီးတွေဘာလို့ယူမှာတော့တနေ့ကျတော့သိကြမှာပဲကိုယ်လည်းသိမှာပဲသူတို့လည်းသိကြမှာပဲအသိမဲ့ဟာတွေကိုဘာလို့မွေးနေကြတာတော့သူကရှင်းရှင်းလေးစဉ်းစားပြီးတော့ပြောတာတကယ်လည်းမဟုတ်ဘူးလားဆိုဟုတ်တယ်နော်ဟိုဆရာတော်ကြီးကတရားဟောတယ်လို့သိသွားတာအဲ့တော့မသားမသိသေးတဲ့လူတွေကမသားလောင်းတယ်သူပြောတာဟုတ်တယ်နော်မသားလောင်းနေကြီးပဲတဲ့အကုန်လုံးသိပြီးသားကတော့မသားတဲ့ကျန်တဲ့လူတွေကမသားလောင်းတယ်အလုံးဟာမသားလောင်းနေကြီးပဲဖြစ်နေတာဟုတ်ဒါကြောင့်မို့ဘာပြောစရာရှိလို့လဲသူကမသားကိုကမသားလောင်းဒါပဲกว่าတယ်ပဲသိတဲ့စီသွားလို့ရှိရင်သူကတော့မသားငါမသားလောင်းအဲ့ဒါပဲกว่าတယ်အဲ့ဒါကိုရှင်းပြတာရာဇမုတ်တော်သမိဖဏ္ဏနာအနောက်ဘက်တွေကသူကလွတ်လာခဲ့ပြီတဲ့ယောဟန်ဧတံဧဝံပသနာမိမစ္စုမေနပမစ္စတိအန္တကေနာရိပန္နတကာရတိကာထနိသနာသူဟာဒီလိုသိတော့သိခြင်းတရားအကြောင်းကျွန်ုပ်ဘယ်တော့မှမမေ့ဘူးတဲ့နောက်ဆုံးအချိန်သိခြင်းဟာလွန်မှုနှိမ့်ဆက်လာမဲ့ဆိုရင်လွန်မှုနှိမ့်ဆက်နိုင်တာဖြစ်လို့ကာရတိပြောစရာဆိုတာပဲမှလဲကာရဏိသနာပစ္စနိရှားဝေစုဆောင်နေတာဘာလို့ဖို့လဲဖလာနမိဝပက္ကဏံနေသံပတ္တနာတောဖယံဧဝံသာဒနာမစ္ဆာနံနေသံမရဏတောဖယံသစ်ပင်တစ်ပင်ကိုကြည့်လိုက်အသီးတွေတီးနေတယ်ဟောတဲပင်ကတဲအသီးတွေဝင်းဝါဝါနဲ့တီးလာတယ်အဲ့ဒီတီးနေတဲ့တဲအသီးမှဲ့တွေအသီးမှဲ့တွေဟာကျွေကြမဲ့အန္တရာယ်အများအားရှိနေတယ်သစ်ပင်မှာအညာလေးမှာတီးနေတဲ့အသီးတွေဟာကျွေဖို့ရအန္တရာယ်ရှိနေတယ်လူဟာလည်းသိမဲ့အန္တရာယ်ရှိနေတယ်လို့ပြောတာနော်နေသံပတ္တနာတောပယံအမြဲကျွေကြဖို့ရအတွက်အန္တရာယ်ရှိနေတယ်ဧဝံဇာတနာမစ္ဆနာနေသံမရဏတောပယံဒါကြောင့်မို့မွေးဖွားလာတဲ့တရားဝါဒီမှန်သမျှဟာသိဖို့အတွက်အမြဲတမ်းအန္တရာယ်ရှိနေတယ်ဒါလောကကြီးကိုစဉ်းစားခိုင်းတာနော်လူတိုင်းလည်းတစ်ပင်တွေမှာအသီးလေးတွေရှိနေတာအပွင့်လေးတွေရှိနေတာအရွက်လေးတွေရှိနေတာသိနေကြတာသို့တော့သဘာဝတရားနဲ့ဆက်ဆက်ကြည့်လိုက်မယ်ဆိုရင်ဒီတိုင်းပဲလေတစ်ပင်ကအရွက်တွေဟာလည်းပဲဘလောက်ပဲစိမ့်ဆိုနေကျွေးမှာပဲအပွင့်လေးတွေဘလောက်ပဲလာကျွေးမှာပဲအသီးတွေဘလောက်ပဲတီးကျွေးမှာပဲနောက်ဆုံးကျွေးခြင်းဆိုတဲ့အန္တရာယ်ကိုမလွန်မြောက်နိုင်ဘူးလူဆိုတာလဲဖာလိုရာလူကြီးပဲကြီးပဲလို့ငွေကြေးဒနာပဲချမ်းသာဘယ်လိုပဲအာဏာတွေရှိသိခြင်းဆိုတာတက်ကတော့လာမှာပဲလို့သူဆိုလို့တယ်ပေါ့နော်အာယမိကေနဒိဋ္ဌန္တိပါတောဒိဋ္ဌဘဟုဇနာတန်ဝေရရကြအလွန်ကောင်းတယ်တဲ့တနေ့တာအချိန်လေးမှာပဲအာယမိကေနဒိဋ္ဌန္တိတချို့ဟာမနေ့တုန်းကရှိသေးတယ်ညနေကျတော့သိပြီတဲ့မရှိတော့ညနေကျတော့သိသွားပြီလို့ပြောတာပါတောဒိဋ္ဌဘဟုဇနာမနေ့ပိုင်းမှာလူတွေအများကြီးတွေ့တယ်မနေ့တည်းမှာကောင်းမွန်ရှိနေတယ်ညနေကျတော့သိသွားပြီတဲ့မရှိဘူးပါတောဧကေနဒိဋ္ဌန္တိတာယဒိဋ္ဌဘုညနေတုန်းကလူတွေအများကြီးတွေ့လိုက်တယ်မနေ့ကျတော့မရှိကြတော့ဘူးတဲ့ဟော
ခုနတော့ဖုံးဆက်သေးတယ်အခုသေးတယ်လို့သတင်းကြတယ်ဒါမျိုးတွေလည်းရှိတာပဲနော်ခုနတော့စကားပြောသေးတယ်အခုသေးတယ်တဲ့ဒီသဘောကိုနေမြင်ညပြောက်ဆိုအဲ့ဒါမနေ့ကတွေးလိုက်တယ်ညနေကျတော့မရှိတော့ဘူးညနေတွေးလိုက်တယ်နောက်တည့်မနေ့ကျတော့မရှိတော့ဘူးလို့ဖြစ်တယ်ဒါကြောင့်မို့ဣစေဝကိစ္စံအတပံကောဇေညာမရဏတုဝေနာဟိနောသင်္ကရံတေနမဟာသေနေနမစ္ဆုနာလုံးเสียရှိတဲ့အလုပ်ကိုခဏပဲကြိုးစားအထောက်ပါလုံးမယ်ဆိုရင်ခဏပဲလုပ်ပါကောဇေညာမရဏတုဝေလက်ဖြင့်ကမှအသက်ရှည်အောင်မလားမရှည်ဘူးလားသိမလားရှင်မလားဘယ်သူမှမသိနိုင်သိလို့သိသွားတဲ့လူကအမတန်ရှားတယ်မသိရွေးနဲ့မသိသေးဘူးထင်ပြီးသိသွားတဲ့လူတွေပဲများနေတယ်နော်ဒါကြောင့်ကောဇေညာမရဏတုဝေသူဝေဆိုတာလက်ဖြင့်ကမှသိမလားရှင်မလားဆိုတာမသိနိုင်ဘူးတဲ့ဘာကြောင့်မသိနိုင်တာတော့ဆိုနာဟိနောသင်္ကရံတေနမဟာသေနေနမစ္ဆုနာစစ်တီပိုးပါလက်နဲ့ကရိယာအလွန်များပြားလာတဲ့သေမင်းဟိုကသေမင်းရဲ့လက်နဲ့တွေကအခုကကိုဗစ်တောင်ပေါ်လာတယ်လေဒါသေမင်းလက်နဲ့ပဲသေမင်းရဲ့စစ်တီတော်တွေပဲရှေးတုန်းကတော့ဘာတော့အဟိဝတ္တရောဂါနောက်ပလိယောဂဝါရှောယောဂဘာရနဲ့ယောဂတွေမျိုးစုံပဲအခုကိုဗစ်ဆိုတခါပေါ်လာတယ်အဲ့ဒါတည်းကသူ့ရဲ့လက်နဲ့တွေကြီးပဲကောင်းလူအသေးစေရတဲ့လက်နဲ့တွေကြီးပဲနာဟိနောသင်္ကရံတေနမဟာသေနေနမစ္ဆုနာများသောစစ်တပ်ရှိတဲ့သေမင်းနဲ့ချင်းချက်ပြီးတော့တောင်းဆိုသတ်မှတ်ချက်ဆိုတာမရှိဘူးတဲ့သူနဲ့ဂရိစကားဆိုလို့လည်းမရဘူးဒီနေ့တော့နေပါအောင်ဒီနှစ်တော့ဆိုင်းလိုက်ပါအောင်မသေးပါသေးနဲ့ဒီနှစ်တော့မသေးပါနဲ့လှုပ်ရှားလေးတွေရှိလို့နောက်ဘယ်နှစ်တော့နေပါသေးသူ့ဘာပေးပါမယ်လို့တဆိုးလက်ဆောင်ထိုးတာတို့ခုခံကာဝယ်တာတို့ဘာမှလုပ်လို့မရဘူးလေသူနဲ့အချင်းချက်လို့မရဘူးချင်းဆိုလို့မရတဲ့အရာဖြစ်တယ်ပြန်ပြီးဆွဲခံရင်တော့မှပဲနည်းနည်းချင်းလို့ရအောင်မယ်အသေးမင်းကပြန်ပြီးဆွဲရင်ကတော့ချင်းချက်လို့မရတော့ဘူးနော်သူတို့ဆိုလို့တာပေါ့အဲ့လိုချင်းဆိုလို့မရတာကိုနာဟိနောသင်္ကရံဒေနာသူ့ကိုလက်ဆောင်ပန္နပေးလို့လည်းမရဘူးအေးမရရင်လည်းတိုက်ခိုက်မယ်ဆိုပြီးတော့သူ့ကိုတော်လန်လို့လည်းမရဘူးယန္နာမထေရဘာပြောတဲ့စကားအတိုင်းပဲအာကိသံတက်ခိခန္ဓာဝမစ္စုဗျာတိစရတယောပလာယိဒီမစ္စုဗျာတိစရတယောအာကိသံတုံပလာယိတုံပလနတ္ထိမိတောက်ကြီးမိလျံကြီးတွေဟာမိဘုံကြီးဟာကိုယ်စီမှာလာနေမယ်ဆိုလို့ရှိရင်တဲ့ရင်ဆိုင်လည်းမတိုက်နိုင်ဘူးလွတ်အောင်လည်းမပြေးနိုင်ဘူးလွတ်အောင်လည်းထွက်မပြေးနိုင်ဘူးသူ့ကိုလည်းမတော်လှန်နိုင်ဘူးအဲ့ဒါလိုပဲသေမင်းကလွတ်အောင်လည်းထွက်ပြေးလို့မရဘူးကဲထွက်မပြေးဘူးရင်ဆိုင်ခုခံတိုက်ခိုက်မယ်ဆိုရင်လည်းမနိုင်ဘူးတဲ့အဲ့ဒါကိုဆိုလို့ဒါကြောင့်မို့လို့မသိခင်လို့ဆရာတခုလောက်ပါလို့ဆိုလို့တယ်ကြိုးစားအထုတ်ပါသောရဓနတပဋ္ဌင်တိရာသမုတ်တော်သမိပန္နနာနောက်ဆုံးပါပြောလိုက်တယ်ဆိုပစ္စည်းဥစ္စာလိုချင်တာတွေကတော့တခိုးရမြတွေပါတဲ့နော်သူများပစ္စည်းကိုယူဖို့ကြိုးစားနေတာတော့တခိုးရမြတွေပါသူကတော့အဲ့ဒီပစ္စည်းဥစ္စာမျိုးမလိုချင်ပါဘူးတဲ့ဒါကြောင့်မို့လို့သူဟာပစ္စည်းဥစ္စာတွေအလုံးအနှောင့်အယှက်တွေကသူကလွတ်မြောက်ပြီးသားဖြစ်နေပါပြီဧဝံရာဇနိဝတ္တတုနာဟရိစေနမတ္ထိကော
ဘုရင်ကြီးကိုတောင်းဆိုလိုက်တယ်ရှင်မင်းကြီးတဲ့လမ်းတော်ပြန်မနေပါနဲ့တော့သို့မဟုတ်ပြန်သွားရင်လည်းမြန်မြန်ပြန်လာခဲ့ပါတော့နာဟံရိစိတမတ္ထိကောကျွန်ုပ်ကတော့ဘုရင်အဖြစ်ကိုလုံးဝမလိုလားပါဘူးလို့နောက်ဆုံးတေမယကုမာရကအခုလိုရှင်းရှင်းကြီးပြောလိုက်တဲ့အခါမှာတေမယကုမာရနဲ့ဟောပြောနေတဲ့တရားစကားတွေကိုနားထောင်ရင်ခမည်းတော်မင်းတရားကြီးရောမဲတော်သန္တာဒေဝီမိဖုရားရောနောက်ကပါလာတဲ့16000သောမောင်မပရိသတ်တွေရောအမတ်တွေရောအားလုံးဟာပါလာတဲ့လူတွေဟာတန်ဝေကရပြီးတော့ရှသိဘဝကူပြောင်းလို့တဲ့စိတ်တွေဖြစ်လာကြတယ်နော်အဲ့ဒီမှာဘုရင်ကြီးကအမိန့်ပြန်ပြီးတော့ငါရဲ့သားတော်တေမယကုမာရထမယသိဝချင်တဲ့ပုဂ္ဂိုလ်တွေဝကြလို့ဆိုပြီးတော့ကြော်ညာမောင်းခတ်လိုက်တယ်သူကိုယ်တိုင်လည်းယသိဝမယ်လို့ဆိုပြလိုက်တယ်ရွှေငွေဘဏ္ဍာတိုက်တွေလည်းတကားဖွင့်ပြီးတော့အလုံးလိုချင်သူယူဆိုပြီးတော့စာတွေချိတ်ဆွဲခိုင်းလိုက်တယ်တဲ့နော်ရွှေပေလွာတွေရေးပြီးတော့တိုင်တွေမှာစိုက်ထုပြီးလူတွေသိအောင်ဆွဲခိုင်းလိုက်တယ်အဲ့လိုအလုံးကိုဆွန့်လွတ်လိုက်တယ်ပေါ့နော်မျိုးသူမျိုးသားတွေကလည်းပဲဆိုင်ရောင်းဆိုင်ဝယ်လုပ်နေတဲ့ပုဂ္ဂိုလ်တွေကလည်းဆိုင်တကားတွေဒီတိုင်းဖွင့်ပြထားတယ်အိမ်တွေကိုလည်းဒီတိုင်းဖွင့်ပြထားတယ်ဖွင့်ပြထားခဲ့ပြီးတော့မြို့ကနေထွက်လာပြီးတော့ဘုရင်မင်းတရားကြီးစီအလုံးကရောက်လာကြတယ်ရောက်လာတဲ့အခါဘုရင်ကြီးကသူကလူထုပရိသတ်နဲ့ကွာခုနရာဇနိဝတ္တတုဆိုသူရုတ်တရက်တိုင်းပြည်ကိုပြန်သွားပြီးတော့စီမံပြီးတောက်လျှောက်တိုင်းသူပြည်သားတွေနဲ့အတူတကွာဖျားလောင်းတေမယကုမာရစီကိုပြန်လာခဲ့တာပေါ့နော်ပြန်လာခဲ့ပြီးတော့ယသိဝတ်ကြတယ်အလုံးယသိဝတ်တဲ့အခါမှာအမှန်တန်ဥယျာဉ်အများသည့်အတွက်ကြောင့်အလယ်မှာပြိုသမီးတွေအတွက်အဆောင်တွေတည့်ရမိုးဆောင်တွေဆောက်ပြီးတော့ဘေးပတ်ပတ်လည်ကမျိုးသားတွေနေကိုဆောင်တွေဆောက်တယ်။ဒါကြောင့်လို့ဆိုရင်မျိုးသမီးတွေကြောက်တတ်တယ်တော်တယ်မှာ။ဒါကြောင့်မို့မျိုးသမီးတွေကိုအလယ်ကထားအမျိုးသားတွေကဘေးကဝန်းရံပြီးတော့အဲ့ဒါလိုယသိကျောင်းဆောင်ပရဝုံကြီးကိုဆောက်လုပ်ပြီးတော့ဒီယသိတွေကအလုံးကိုတရားဟောပြီးသမထကျင့်စဉ်တွေကိုအလုံးကိုသင်ကြားပြီးတော့ပေးတယ်အဲ့လိုယသိဝတ်နေတဲ့အချိန်အတွင်းမှာအိမ်ပြန်ခြင်းတဲ့စိတ်တွေတို့မကျေနပ်တဲ့စိတ်တွေတို့ဒါမျိုးတွေတွေးပြီးလာလို့ရှိရင်တွေးနေတဲ့ပုဂ္ဂိုလ်မျိုးကြုံလို့ရှိရင်တေမယကုမာရယသိလေးကအဲ့ဒီပုဂ္ဂိုလ်ရဲ့စိတ်ကိုသိပြီးတော့ချက်ချင်းသူ့နားသွားပြီးတော့တရားချတယ်တရားပြတယ်အဲ့လိုလုပ်တဲ့အခါမှာအလုံးဟာစိတ်အားတွေတက်ပြီးတော့အဘိညာဉ်သမာပတ်တွေရကုန်ကြတယ်ဟောစံဘိညာဉ်တွေရကြတယ်လို့သူတို့ဆိုတယ်အဲ့လိုကာတိတိုင်းပြည်တပြည်လုံးလောက်နီးနီးတေမယကုမာရယသိစီအလုံးရောက်ရှိလာကြရောက်ရှိလာတဲ့အခါကျတော့ဗာရဏသီမြို့ကကာတိမင်းဟာတောထွက်ပြီးတော့ယသိဝတ်သွားတယ်လို့အခြားတိုင်းပြည်တွေမှာသတင်းတွေပြန့်နှံ့သွားတော့ဗာရဏသီမြို့ပတ်ဝန်းကျင်ကတခြားမြို့တွေကဘုရင်တွေကနေပြီးတော့လာကြတယ်အနိဒာမှာရှိတဲ့9ပြည်တော်ကမင်းတွေကကာတိဘုရင်ကချမ်းသာကြွယ်ဝတာကိုဒါကြောင့်မို့ကာတိဘုရင်ရဲ့ထီးနှံစည်းစိမ်တွေကိုသိမ့်ပိုက်ဖို့ဆိုပြီးတော့ဗာရဏသီမြို့ကိုရောက်လာကြတယ်တဲ့ရောက်လာတဲ့အခါကျတော့တန်ဖိုးရှိတဲ့ယရနာတွေရောနတ်ပြတ်တဲ့အဆောင်တွေရောပဂတိအနေထားတိုင်းယရနာတိုက်တွေဗန္ဒာတိုက်တွေအလုံးဖွင့်ရတာထားပစ်ခဲ့တာ
နန်းတော်တွေကကြီးနဲ့ဖုတ်ဖုတ်ဘယ်သူမှယူမယ်လို့လည်းမရှိဘူးဒီတိုင်းတန်ဖိုးကြီးမားတဲ့ရတနာပစ္စည်းတွေနဲ့တကားတွေဖွင့်ပြထားကြတော့ရောက်လာတဲ့ဘုရင်တွေကအသိညာတယ်ပေါ့အသိတော့အဲ့ဒီမှာကာတိတိုင်းပြည်မှာသင်္ကန်းမိုးတဲ့လူယသိမိုးတဲ့လူဆိုလို့ရှိရင်အယက်သမားတစုပဲကြံတော့တယ်အယက်သမားကတော့အယက်ကလေးတများများနဲ့သူကမလိုက်ဘူးပြုတ်မှာပဲကြံရင်တယ်အဲ့ဒီအယက်သမားတဝိုင်းတော့ကြံရင်တယ်အဲ့ဒီလာပြီးကာတိနန်းတော်ကြီးကိုသိမ့်ပိုက်မဲ့ဘုရင်တွေကအဲ့မှာကြံရစ်တဲ့အယက်သမားတွေကိုမေးတယ်ဘယ်လိုဘေးရန်ကြုံလို့ဘုရင်ကြီးဟာအခုလိုပစ္စည်းဥစ္စာတွေဆွန့်ခွာပြီးတော့ထွက်သွားတာလေလို့ဆိုဘာဘေးရန်မှမကြုံဘူးတဲ့ဘုရင်မင်းကြီးရဲ့တူရီတော်သားတေဗိယကုမာရဟာ16နှစ်လုံးလုံးဆွမ်းအားနာမကြအောင်ဆောင်းပြီးတော့တောထဲမရောက်ရအောင်ကြိုးစားပြီးသူဟာတောထဲမှာယသိဟန်ပြုတယ်သူကတရားပြသလို့သူတရားကိုသဘောကျပြီးအားလုံးဟာမင်းစည်းစိမ်တွေကိုစွန့်တိုက်သူပြည်သားတွေကလည်းသူတို့စည်းစိမ်ဥစ္စာတွေကိုစွန့်ပြီးတော့အားလုံးယသိဝတ်ကြတာဖြစ်တယ်ဘာမှအန္တရာယ်မရှိဘူးဒီတိုင်းယသိဝတ်ဖို့စွန့်ခွာသွားကြတာဖြစ်တယ်လို့ဒီလိုကြားတဲ့အခါသူတို့တောင်ပြစ်နိုင်သေးတာငါတို့ကဘာလို့သူတို့ပြစ်ထားရတဲ့ပစ္စည်းတွေယူမှာတော့ဆိုပြီးတော့ငါတို့လည်းပဲတေမယကုမာရယသိလေးရှိတဲ့စီကိုသွားကြမယ်ဆို9ပြောင်းမင်းတွေကလည်းပဲသူတို့ပိုးပါစစ်တပ်တွေနေနဲ့ကွာတေမယကုမာရသတင်း300တောအုပ်ဘက်ကိုခြိတက်သွားကြတယ်အဲ့လိုခြိတက်လာတဲ့အခါကျတော့တေမယကုမာရယသိလေးက9ပြည်တော်မင်းတွေလာတာကိုတွေ့လို့ကျိုးဆိုတဲ့အနေနဲ့ကောင်းကင်ယံကနေသွားကောင်းကင်ယံနေပြီးတော့တရားဟောတယ်တော့ဇံပင်ကြီးနေရနေတော့ကောင်းကင်ကနေပြီးတော့တရားဟောအဲ့ဒီတရားနာရတဲ့အခါ9ပြည်တော်မင်းတွေဟာလည်းပဲတေဗိယကုမာရယသိထံမှာသူတို့တိုင်းပြည်တွေကိုဆွန့်လွတ်ပြီးတော့အားလုံးယသိဝတ်လိုက်ကြတယ်သူတို့ပန်းလာတဲ့ဆင်းတွေကလည်းပဲတောထဲမှာပဲတောဆင်ဖြစ်သွားတယ်ဆင်ရိုင်းဖြစ်သွားကြတယ်ရုပ်မပြတ်တော့မပြတ်နိုင်တော့မြင်းတွေကလည်းတောထဲမှာပဲမြင်းရိုင်းဖြစ်သွားကြတယ်တောမြင်းတွေနဲ့ပေါင်းစားကုန်ကြတယ်ယထာတွေကလည်းတောထဲမှာပဲဒီလိုချစားပြီးတော့ကုန်သွားတယ်ဗန္ဒာတိုက်တွေမှာရှိတဲ့အတပြာတွေကလည်းပဲအလုံးကပါလာတဲ့အတပြာတွေအလုံးရှစ်သိတွေရဲ့ကျောင်းထဲမှာဒီလိုဖြန့်ချင်းပြီးတော့အခင်းတစ်ဖွဲ့ပြုလုပ်ထားကြတယ်ယရဏပစ္စည်းတွေဘယ်သူမှကောင်းမဲ့လူမရှိဘူးသဲတွေလိုဖြန့်ကျဲထားကြတယ်အလုံးဟာသမဘတ်8ပါးကိုကြည်ကြကြိုးကိုအားထုတ်လို့ဇံပင်ကြီးတွေရကြတယ်ကောင်းကင်ကိုပြန်နိုင်တဲ့အနေအထားမျိုးတွေရကြတယ်နောက်အသက်ကုန်ဆုံးတဲ့အခါကျတော့အလုံးပြမပြေရောက်သွားကြတယ်တဲ့အဲ့တော်ထဲမှာဘယင်းနေစီးလာတဲ့ဆင်းနေမြင်းတွေကလည်းယသိတွေပေါ်မှာကြည်ညိုတဲ့စိတ်တဲ့ခင်မင်နဲ့တိရစ္ဆာန်အနေနဲ့လည်းတိရစ္ဆာန်ကလည်းလူကိုခင်မင်တာရှိတယ်လေအဲ့ဒီလူတွေပေါ်မှာခင်မင်တဲ့စိတ်ဓာတ်နဲ့ယသိတွေပေါ်မှာခင်မင်တဲ့စိတ်ဓာတ်ကြောင့်သူတို့သိတဲ့အခါလဲနတ်ပြည်6ထပ်ရောက်ကြတယ်လို့ပြောတယ်နတ်ပြည်6ထပ်ရောက်ကြတယ်တဲ့အဲ့တော့အခုလိုလောကကြီးတစ်ခုလုံးမြို့လုံးကျွတ်ရွာလုံးကျွတ်ဆိုတာလို့အကျွတ်တရားရပြီးတော့တောထဲရောက်သွားတဲ့ဇလံမျိုးက6ခုရှိတယ်တရားမျိုးဒီတေဗိယဇတ်ကိုမူကပက္ခဇတ်လို့ခေါ်တယ်မူကပက္ခဆိုတာဆွမ်းအားနာမကြပါဆွမ်းအားနာမကြလို့ဆိုလို့တယ်တော့မူကပက္ခပဏိတလို့ခေါ်တယ်ဒီတေဗိယဇတ်လို့မခေါ်ဘဲနဲ့မူကပက္ခဇတ်လို့သုံးတယ်အဲ့တော့ဒီတေဗိယကုမာရယသိကိုလည်းမူကပက္ခပဏိတလို့ဆွမ်းနာမကြပညာရှင်ယသိဆိုပြီးတော့စာထဲမှာအဲ့ဒါလို့မှတ်တမ်းထားတယ်
နောက်နေပြီမင်းတို့ဆွာလဲဒီတိုင်းပဲသူနိတ္တတို့နေမီတို့ကုဋ္ဌလာတို့ဟဋ္ဌိပါလာတို့ဒီလိုပဲဘုရားလောင်းနေဟာတောထွက်ပြီးတော့နယ်လုံးကျွတ်မြို့လုံးကျွတ်ရွာလုံးကျွတ်ဆိုတာလို့အကျွတ်တရားရပြီးတောထဲမှာပဲယသိယဟန်ဘဝနဲ့ဘဝကိုဆုံးသက်သွားကြတယ်စัตติရှိတယ်ပေါ့အားလုံး60ရှိတယ်ဆရာကြီး6ဦးဆိုပြီးတော့အဲ့ဒီဆရာကြီး6ဦးဟာကာမရာဂကင်းကြတယ်ကင်းတယ်ဆိုတာအနာဂတ်အနေနဲ့ကာမရာဂကင်းတာမဟုတ်ဘူးစံပင်ရှင်ရထားတဲ့အနေနဲ့ကာမရာဂစိတ်တွေမရှိကြဘူးစံပင်ရှင်နေနဲ့ပျော်မွေ့ပြီးတော့တောထဲမှာပဲတရားဓမ္မကျင့်ကြံကြုတ်ကိုအထောက်သွားကြတယ်ဆရာကြီး6ဦးလို့ပြောတယ်အဲ့ဆရာကြီး6ဦးထဲမှာဒီအရကတို့သူနိတ္တတို့နေမိတို့ကုဋ္ဌလာတို့သောတိပါလာတို့ခုမူကပက္ခအဲ့ဒီဆရာကြီး6ဦးရဲ့မှတ်တမ်းကိုအင်္ဂုတ္တရနိကေသုတ်တန်တစ်ခုမှာမှတ်သားထားတာရှိတယ်ပေါ့အဲ့တော့ဘုရားလောင်းကြီးဟာတောထွက်ပြီးအခုလိုအများရဲ့အကျိုးကိုဆောင်ရွက်လို့မြို့လုံးကျွတ်ရွာလုံးကျွတ်ဟာအကျွတ်တရားရသွားကြတာရှိတယ်ပေါ့အဲ့ဒီ6ခုတည်းကမူကပက္ခပဏိတဆိုတဲ့ပိဋကဘုံမြောင်များစွာတို့ရဲ့ခေါင်းဆောင်ဆရာကြီးဖြစ်တောထဲမှာတရားဓမ္မကျင့်ကြံကြုတ်ကိုအထုတ်လို့ဇာပင်ကြီးတွေရပြီးတော့သိတဲ့အခါမှာပြမပြည့်ရောက်သွားတယ်တဲ့ဒီဇလန်းကိုပြန်ပြီးတော့မှတ်တမ်းတင်တဲ့အခါမှာတေမိယကုမာရကိုအကြံဉာဏ်ပေးတဲ့ထီးချက်ဆောင်နတ်သမီးဆိုတာကဥပ္ပလဝဏရဲ့အလောင်းဖြစ်တယ်တဲ့သူနန္ဒယထာရင်းကတော့ရှင်သာရိပုတ္တရာအလောင်းဖြစ်တယ်ဒီသုတ္တရဏမင်းကြီးတို့မေရောမာယာတို့ကအခုဒီဘဝမှာကာတိမင်းနဲ့သန္တာဒေဝီမိဖုရားတို့ပဲဖြစ်တယ်အမေဖေတွေပဲဖြစ်တယ်ကျန်တာတွေကမြတ်စွာဘုရားရဲ့ပြိဿတ်တွေဖြစ်ပြီးမူကပက္ခပဏိတဆိုတဲ့ခေါင်းဆောင်ယသိဆရာကြီးကတော့မြတ်စွာဘုရားရဲ့အလောင်းပဲဖြစ်တယ်လို့ဒီလိုဇတ်တော်ကိုပေါင်းပြထားအဲ့တော့ဒီလို950ဇတ်တွေမှာအတိတ်ဘဝအကြောင်းအရာတကယ်ဖြစ်ဖြစ်တာတွေကိုပြန်ပြီးတော့ဟောတော့တတိထားဖို့ရတော့ဘာလဲလို့ဆိုရင်တစ်ဖက်ကကြည့်မယ်ဆိုလို့ရှိရင်ဘယ်ဘဝကနေဘယ်ဘဝဖြစ်တဲ့ဆိုတော့မြဲနေသလိုထင်ကြရတယ်ပေါ့ဒီဘဝကတည်သွားပြီးနောက်ဘဝကိုဘာကသွားတာလဲဝိညာဉ်ကောင်ကသွားတာလားသို့မဟုတ်တစ်ခုသွားတာလားဆိုအဲ့ဒါကိုမရှင်းနိုင်လို့ရှိရင်ဘုရားဘာသာတွေကတတ္တဝါဒီဖြစ်သွားနိုင်နော်တတ္တဝါဒီဖြစ်သွားနိုင်တမာအပြည့်ကြည့်မယ်ဆိုရင်ဖြစ်စဉ်တစ်ခုအနေနဲ့ကတော့ဆက်နေတာမှန်တယ်ဖြစ်စဉ်အနေနဲ့ဆက်တယ်သို့တော့မဆက်ဘူးဆိုတာဝိပဿနာဉာဏ်နဲ့ကြည့်မယ်ဆိုလို့ရှိရင်တော့အပြတ်သွားတာဖြစ်သည့်အတွက်ကြောင့် line အနေနဲ့တော့ရှိတယ် online တော့ဖြစ်နေတယ်ဒါပေမဲ့လို့အပြတ်သွားတာဖြစ်တယ်ပေါ့တခါတည်းဆက်နေတာမဟုတ်ဘူးဆက်နေတာမဟုတ်သည့်အတွက်ကြောင့်မြဲတယ်ဆိုတဲ့အရာမရှိဘူးဒီကသွားတယ်ဆိုတဲ့အရာမရှိဘူးသို့တော့အကြောင်းအကျိုးအနေနဲ့ဆက်တယ်လို့ဒီလိုပဲသဘောပေါက်အောင်အဲ့ဒါလို့သဘောမပေါက်လို့ရှိရင်သရဝါဆိုတဲ့အယူဆအတ္တဆိုတဲ့အယူဆရှိလိုက်တာနဲ့တပြိုင်နက်တတ္တရဒိဋ္ဌိဥစေတဒိဋ္ဌိတွေရောက်သွားနိုင်တယ်ပေါ့နော်ဒါကြောင့်မို့ဘုရားရဲ့တရားတော်ဟာအလွန်လေးနဲ့တယ်တခြားဘာသာတွေမှာဆိုတော့အတ္တကိုရှိတယ်ဆိုတာကိုယူဆထားသည့်အတွက်ကြောင့်အဲ့ဒီအတ္တလေးကငိုရရဲတာကောင်းတာဆိုးတာအလုပ်တွေလုပ်တယ်ခံစားရရှိသူပဲခံစားတယ်ကံတရားတွေကိုပြုလုပ်တယ်ကံတရားတွေရဲ့အကျိုးသူကပဲခံစားတယ်လို့ဒီလိုဟိန္ဒူဝါဒတို့ဘာလို့မှကြတာဒီတိုင်းပဲဆိုထားတာအတ္တလေးကလုပ်တယ်ဘုရားရဲ့တရားတော်ကျတော့အတ္တမရှိဘူးဘာရှိတာတော့ယုံနဲ့နာပဲရှိတယ်အဲယုံနဲ့နာမှာလည်းပဲအကြောင်းနဲ့အကျိုးသဘာဝတရားတက်တက်ပဲဖြစ်တယ်ငါဆိုတာမရှိဘူးငါဟာဆိုတာမရှိဘူးလို့ဒီလိုဆွလို့တယ်ပေါ့ဒါမရှိဘဲနဲ့ဘာဖြစ်လို့ဒီလိုဖြစ်တာတော့ဆိုတာအကြောင်းအကျိုးအနေနဲ့ပဲဆက်တယ်အကြောင်းအကျိုးအနေနဲ့သာဆက်ဆံမှုရှိတယ်
တကယ်ဒါတစ်ခုကနေသွားတာမဟုတ်ဘူးလို့စကားပြောတဲ့အတန်တွေကိုကြည့်လိုက်လို့ရှင်ပထမစထွက်တဲ့အတန်ဟာအခုချိန်မှမရှိတော့ဘူးနော်နောက်ထွက်တဲ့အတန်တွေကနောက်အတန်တွေသာဖြစ်တယ်အဲ့တော့ပထမအတန်ကပယ်ရောက်သွားတာတော့သူပဲပြန်ဝင်လာသလားဆိုအဲ့ဒါလိုလည်းမဟုတ်ဘူးနော်အတန်ထွက်ပြီးပျောက်သွားတာမှန်သမျှအမြဲတမ်းပျောက်သွားတာပဲပြီးတော့နောက်ထပ်ဖြစ်တာကအတ္တတာဖြစ်တယ်အဟောင်းကဘယ်တော့မှပြန်မလာသင်္ခါရတရားဆိုတာအမြဲတမ်းအတ္တပဲဖြစ်တယ်မဖြစ်ဘူးတဲ့သင်္ခါရပဲဖြစ်တယ်ဖြစ်ပြီးသားသင်္ခါရကဘယ်တော့မှပြန်မဖြစ်ဘူးပျောက်သွားတဲ့အရာပြန်လာတာမဟုတ်ဘူးဆိုတာကိုဝိပဿနာဉာဏ်နဲ့မှသိချာသိနိုင်တယ်အဲဒီဝိပဿနာဉာဏ်မသိသေးလို့ရှိရင်တတ္တဝါဒဘက်ကိုလဲသွားနိုင်တယ်ပေါ့နော်အခုလည်းကြည့်မယ်ဆိုရင်ဘုရားဘက်ကပဏိတဟာဖျားဖြစ်လာတယ်ဟိုတုန်းကတော့တေမိယကုမာရလို့ခေါ်တယ်အခုဖျားဖြစ်လာတယ်တေမိယကုမာရကဖျားဖြစ်လာတယ်ဆိုတော့မြဲလို့ပေါ်လို့ဒီလိုထင်ကောင်းထင်เสียရှိတယ်သို့တော့အကြောင်းအကျိုးအနေနဲ့တော့ဆက်တယ်လို့ပြောရမှာနော်အကြောင်းအကျိုးဆက်တယ်လို့သဘောပေါက်ပြီးတော့ဘယ်လိုမဆက်တာတော့လို့ဆိုလို့ရှိရင်တန်ကြိုးလေးကိုကြည့်လိုက်တန်ကြိုးကြည့်လိုက်လို့ရှိရင်တန်ကြိုးမှာခွင်းလေးတွေဆက်တာလေခွင်းလေးတွေဆက်တာဆိုပထမခွင်းဒီဒုတိယခွင်းနဲ့သာဆက်တာတတိယခွင်းထိမရောက်ဘူးတိကျကြည့်လိုက်လို့ရှိရင်နော်ပထမခွင်းကဒုတိယခွင်းနဲ့ဆက်တယ်ဒုတိယခွင်းကတတိယခွင်းနဲ့ဆက်တယ်အဲ့ကြတဲ့မှာကြည့်လိုက်ရင်တော့တစ်ဆက်တည်းပဲဒါပေမဲ့ပထမခွင်းကဒုတိယခွင်းရောက်သွားတယ်တတိယခွင်းကိုမရောက်တော့ဘူးအဲ့ဒါလိုပဲဒီယုံနာတရားတွေဟာအခုဖြစ်ပြီးအခုပြတ်သွားတာတွေဖြစ်တယ်အခုဖြစ်အခုပြတ်သွားတော့လည်းပဲသူဟာစွမ်းအင်ဆိုတာကြံ့ရစ်တယ်ပေါ့အရှိန်ဆိုတာကြံ့ရစ်တယ်ပေါ့အဲ့ဒီအရှိန်ကအကောင်ထဲမဟုတ်ဘူးအဲ့ဒီအရှိန်အနေနဲ့ကြံ့ရစ်ပြီးတဲ့အခါကျတော့အရှိန်အဝုံကြောင့်မို့လို့အကြောင်းနဲ့အကျိုးဖြစ်ပြီးတော့တေမိယကုမာရဘဝကရှုဒ္ဓိနံလေးဟာတရားဓမ္မကျင့်ကြံပြီးတော့ပြီးသွားတယ်ဒါပေမဲ့အဲ့ဒီတော့ကအင်နာကြီးတွေဟာဘောရမဘုရားလက်ထက်ရောက်တဲ့အခါမှာအမြင့်ဆုံးအဆင့်ကိုဖြစ်လာတယ်အဲ့ဒါလို့တော့ဆက်ဆက်မှုတော့ရှိတယ်ပေါ့ဆက်ဆက်မှုရှိတယ်မူလတန်းပညာသင်ထားတဲ့ပုဂ္ဂိုလ်ဟာအလယ်တန်းကိုနားလည်နိုင်တဲ့အဆင့်ရှိတယ်အလယ်တန်းသင်ထားတဲ့ပုဂ္ဂိုလ်ဟာလည်းပဲအထက်တန်းကိုနားလည်နိုင်တဲ့အဆင့်ရှိတယ်သို့တော့မူလတန်းစာတွေသူရလားဆိုမရတော့မရပြီနားလည်နိုင်တဲ့စာရေးတတိရသွားတယ်အကြီးချင်းဆိုတာမျိုးကရေကတွေ့ရတဲ့ဟာတော့မဟုတ်အကောင်ထဲမဟုတ်အဲကြောင့်မို့ယုံတဲ့နာမည်ရှိတယ်ထိုယုံနာသည်ပြက်ပြီးသွားရင်နောက်ထပ်ပြန်မလာဘူးအကြောင်းအနေနဲ့နောက်ထပ်အသစ်ပဲဖြစ်တယ်အများအားအသစ်ဖြစ်ပြီးတော့ပျက်စီးသွားတာဖြစ်လို့သူ့လို့ပြောလို့မရတော့ဘူးသူ့လို့ပြောမရသလိုတခြားလူလည်းပြောလို့မရဘူးအဲ့ဒါကြောင့်ဟိုနာသသောနာသအင်ညောဆိုတာနဲ့ရှင်းပြတာပေါ့နော်နာသသောနာသအင်ညောသူလည်းမဟုတ်ဘူးတခြားသူလည်းမဟုတ်ဘူးတခြားသူမဟုတ်ဘူးဆိုတာ तू ကမရှိတော့ဘူးတခြားသူလည်းမဟုတ်ဘူးလို့ဆိုတာ तू နဲ့ပတ်သက်နေလို့တခြားသူဆိုရင်အသစ်ဖြစ်လာတာလည်းမဟုတ်ဘူးနော်အဟောင်းနဲ့ဆက်ဆက်နေလို့အသစ်ဖြစ်လာတာတော့မဟုတ်ဘူးဒါကြောင့်မို့နာသသောနာသအင်ညောလိုက်သာဟိနောအာသာဖြစ်လာတာပေါ့သူလည်းမဟုတ်ဘူးတခြားလူလည်းမဟုတ်ဘူးလို့ဆိုdouble negative နဲ့ပြောတယ်အဲ့တော့နားလည်ဖို့တော့နည်းနည်းခက်တယ်ခေါင်းကိုကုတ်ပြီးတော့ကြာကြာစဉ်းစားရင်တော့နားလည်ကောင်းလဲလာတယ်ဆက်ဆက်မှုတော့ရှိတယ်သို့တော့totally သူမဟုတ်ဘူးလို့ဆိုလို့လည်းပေါ့နော်တဘောကတော့ဆက်ဆက်မှုတော့ရှိတယ်တကယ်ကိုသူလားလို့ဆိုတော့သူလည်းမဟုတ်ဒါဖြင့်သူမဟုတ်ရင်တခြားလူလားဆိုတခြားလူလည်းမဟုတ်double negative နဲ့ညှင်းဆိုထားပြီးမှအဖြေထုတ်လို့ရတဲ့ဟာမျိုးဖြစ်တယ်ဒါကြောင့်ဒီကနေ့မူခဘက်ကစတေမိယကုမာရဘယင်မလုံးချင်သူတေမိယကုမာရဇလံဟောကြားလို့ပြီးဆုံးပါပြီတရားချက်ခင်သူတော်စင်ပြိဿအပေါင်းတို့မြတ်ဗုဒ္ဓရဲ့တရားတော်များဟာအလွန်ပဲလေးနှစ်လလို့ဘဝမှာလည်းပဲဒီတရားတော်တွေရဲ့အနေထားဟာလူတွေရဲ့စိတ်ကိုလူညံ့ပြောင်းစေပြီးတော့
စိတ်ကောင်းနှလုံးကောင်းကိုဖော်ဆောင်ပေးနိုင်တဲ့တရားတော်တွေဖြစ်လို့ဒီတရားတော်တွေအတိုင်းတို့တွေလိုက်နာကျင့်သုံးကြရမှာဖြစ်တယ်လို့ကိုယ်စီတတိထားပြီးကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်းသာဓုသာဓုသာဓုဒီစချရအောင်ခဲအရှင်ဖေယဖရာတပည့်တော်တို့သည်ဓမ္မအတိညာရရှိမှသာလျှင်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ပါသောကြောင့်ဓမ္မအတိညာရရှိစေရန်ရှိတန်ကြလျက်ဓမ္မသဘင်ဆင်းရဲခြင်းပါပြုလုပ်ကြ၍အမတဒါနာဓမ္မဒါနာတရားလူတော်ကိုပေးလူကြပါကုန်၏တရားတော်မြတ်ကိုရွတ်သေးလေးမြတ်စွာမမတ်သာအာယုန်ထားလျက်နာကြားကြပါကုန်၏တရားတော်မြတ်ကိုသတ္တဗဝတ္ထုအစုစုတို့ဖြင့်ပူဇော်ကြပါကုန်၏ယနေ့ယခုအာထုပ်ပြုလုပ်ကြရသောဤကောင်းမှုဤကုသိုလ်စုစုသည်နိဗ္ဗာန်ချမ်းသာ၏အကြောင်းထောက်ပံ့ဖြစ်ပါစေသတည်းဤကောင်းမှု၏အဖို့ဘာကကိုအမိအဖအဖို့အဖွာဆရာသမားမစ၍ဝါသူကဝါသာလူနတ်မြမသတ္တဝါများတို့အားအမြဝေငါပါကုန်၏ကုသိုလ်အမြကိုစီရကြကုန်သည်ဖြစ်၍ကိုစိတ်နှဖျားချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်းအာရုံသာရအမြရောကြပါကုန်တော်သာဓုသာဓုသာဓုအာရုံသာရအမြရောကြပါကုန်တော်သာဓုသာဓုသာဓုအာရုံသာရအမြယူတော်မူကြပါကုန်တော်